2 ရက်နေ့ဇန်နဝါရီလ2026ခုနှစ်တလာပိုင်းရဲ့2 ရက်နေ့တစ်နှစ်တာလုံးအတွက် Universal Message အနေနဲ့ The High Priestess ဆိုတဲ့ Deuteronomic ထွက်ပါတယ်အဲ့ဒီနေ့မှာဒီနေ့ပေါ့နော်ဒီ2 ရက်နေ့မှာပညာရေးအကျိုးပေးခြင်းစာမဝဲကိစ္စအကျိုးပေးခြင်းဘာသာရေးဆိုင်ရာလုပ်ငန်းများအကျိုးပေးခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်အလူအတန်းကိစ္စတွေလုပ်မယ်ဆိုရင်အထူးသင့်လျော်ကောင်းမွန်သောနေထူးနေမြတ်တရက်ဖြစ်တဲ့စာမဝဲကိစ္စကြောင့်မျှော်လင့်နေတဲ့သတင်းတွေရှိရင်သတင်းကောင်းတွေကြားရတတ်ပါတယ်တနေ့တာလုံးအတွက်ကိုအကောင်းအဆိုးခွဲခြားသိမြင်လာနိုင်ခြင်းတွေဖြစ်ပေါ်လာနိုင်မယ်ဒါကောင်းတာလားဒါဆိုးတာလားကိုဝေဖန်ပိုင်းခြားတက်လာလိမ့်မယ်ကိုယ့်ရဲ့ကုသိုလ်စိတ်နဲ့အာကုသိုလ်စိတ်နဲ့တဲကွယ်သိမြင်ခံစားမှုတွေရှိလာမယ်နေ့တစ်နေ့ဖြစ်တယ်အဲ့ဒီ2 ရက်နေ့ဟာငွေကြေးလက်လာပါနဲ့ပတ်သက်လို့အင်မတန်ကန်ထူးစေမဲ့နေ့တစ်နေ့ဖြစ်နေပါတယ်ဒါကြောင့်2 ရက်နေ့မှာမဖြစ်မနေပြုလုပ်ရမှာကတော့သီလရှင်ဆရာလေးတွေကို200 2000 2000 2သိန်းကိုတက်နိုင်သောနှိကနန်းငွေပမာဏဒါနပြုပါလှူဒန်းပါအထူးလက်ပွင့်စေပါလိမ့်မယ်အထူးလက်လာပါပေါ်များစေပါလိမ့်မယ်2 ရက်နေ့မှာငွေဝင်ကားတွေရွတ်ပါငွေဝင်စေမဲ့ရရတွေပြုလုပ်စေခြင်းပါတယ်နှိကနန်းလက်ကီးကနန်းတနင်္လာနိုင်ရကနန်းဖြစ်တယ်လို့2 ရက်နေ့ကပြသူလားပြည့်နေလေဖြစ်နေတယ်ဒါကြောင့်မလို့ကောင်းတဲ့နေ့ကောင်းတဲ့ကံကြမ္မာရှိပါတယ်သို့တော့ကိုခွဲခြားသိမြင်လာနိုင်ပြီးတော့ငါဘာလိုချင်တာလဲငါရဲ့ရည်ရွယ်ချက်တွေကဘာလဲငါဘဝမှာဘာတွေကတကယ်လိုအပ်တယ်လဲငါဒီနှစ်အတွက်ဘာတွေကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မဲ့နေ့ဖြစ်နေပါလိမ့်မယ်အကောင်းဆုံးကတော့အပြာရောင်အကောင်းဆုံးပါညူပုတ်အယောင်နေမဝစ်စင်သင့်ပါဘူးအမဲလို့မပြောဘူးเนาะညူပုတ်အယောင်နေမဝစ်စင်သင့်ပါဘူးနောက်တစ်ခုကနေကနန်းအကျိုးပေးတယ်ဒါတစ်ခုနောက်ပြီးတော့မဖြစ်မနေတိလရှင်ဆရာလေးတွေကိုဒါနပြုပါလှူဒန်းပါเนาะတနေ့တာလုံးအတွက်ငွေဝင်စေမဲ့ရရပါအကောင်းဆုံးတနေ့တာကိုကြော်ဖြတ်နိုင်ကြပါစေကျေးဇူးတင်ပါတယ်